အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မတ်နွယ်နေရမှာအမဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ contract management cycle 12ခုရဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမတို့ contract management cycle ကိုပြောမယ်ဆိုလို့ရှိရင်အမတို့ CIPS ကနေပြီးတော့ချမှတ်ထားတဲ့ contract cycle 12ခုရှိပါတယ်။သူကဘာကိုပြောချင်တာလဲဆိုတော့အမတို့ contract တစ်ခုကိုမချုပ်ခင်ပေါ့နော် pre award stage ရယ် contract ကိုချုပ်ပြီးတဲ့ award stage ရယ်နောက်တစ်ခုကကျတော့ contract ကိုဘယ်လို management လုပ်မလဲပြီးတဲ့အခါမှာ contract ကိုဘယ်လို development လုပ်မလဲပေါ့နော်ပြီးလို့ရှိရင် contract ကို manage လုပ်ရုံ develop လုပ်ရုံနဲ့မပြီးသေးပါဘူး contract ရဲ့အမားတို့ the whole contract life cycle တစ်ခုလုံးကိုလည်းအမားတို့နားလည်ဖို့လိုပါတယ်အဲ့တော့အခုဒီဘက်မှာရှင်းပြထားတဲ့အတိုင်းပဲဒီ life cycle ပေါ့နော်အမားတို့12ခုရှိရယ်ပထမတစ်ခုကတော့ plan and scope ဒုတိယတစ်ခုကတော့ stakeholder management 3 ကတော့ contract administration number 4ကတော့ relationship management number 5ကတော့ performance management number 6ကတော့ payment and incentive number 7ကတော့ risk and resilience ရှိမယ် number 8ကတော့ contract development ရှိမယ် number 9ကတော့ supplier development နဲ့ number 10က supplier relationship management number 11ကတော့ exit and termination ပေါ့နော် number 12ကတော့ 12ကတော့ access management လို့ပဲဖြစ်ပါတယ်မတို့ဒီ contract strategy ပေါ့နော်ပထမဦးဆုံးစပြီးတော့ပြောရမယ်ဆိုလို့ရှိရင် contract strategy contract structure တွေ resources တွေကိုပြောရမယ်ဆိုရင်ပထမဦးဆုံး contract တစ်ခုချုပ်တဲ့အခါမှာမတို့ plan and scope ပေါ့နော်ကိုပြုလုပ်မဲ့ contract တစ်ခုရဲ့ scope ကိုသဘောပေါက်နားလည်ဖို့လိုပါတယ်အဲ့ဒီ scope တွေအကုန်လုံးကိုလည်းမတို့ထည့်သွင်းစဉ်းစားပြီးတော့စာချုပ်ထဲမှာချုပ်ဆိုရပါမယ်ချုပ်ဆိုတဲ့အခါမှာလည်းအဓိကထားပြီးတော့ချုပ်ဆိုရမယ့်အချက်တွေပေါ့နော်နောက်တစ်ခုကကျတော့အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေနောက်တစ်ခုကကျတော့ကိုယ့်ရဲ့ရှိပြီးအရင်းမြစ်တွေပေါ်မှာအခြေခံပြီးတော့အမတို့ဦးစားပေးလို့ဆောင်အောင်မှာဖြစ်ပါတယ် scope ကိုရေးဆွဲတဲ့အခါမှာလည်းအမတို့ကနေပြီးတော့ project ရဲ့ပေါ့နော်အောင်မြင်မှုဆိုင်ရာ key success factor တွေနောက်တစ်ခုကကြတော့အမတို့ KPI ပေါ့နော် key performance indicator တွေဒီပေါ်တွေမှာအခြေခံပြီးတော့အမတို့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်နောက်တစ်ခုကကြတော့ contract ကိုချုပ်ဆိုတဲ့အခါမှာ contract ဒီအမတို့ရဲ့ပေါ့နော် internal stakeholder တွေမကပါဘူး external stakeholder တွေလည်းအများစုအမတို့ပတ်သက်ဆက်နွယ်နေရပါတယ် stakeholder management နဲ့မှာကိုယ့်ရဲ့လုပ်ငန်းအဖွဲ့အစည်းအတွင်းမှာမကဘဲနဲ့ပြင်ပသက်ဆိုင်ရာသူတွေကြားမှာပေါ့နော်အမတို့ကောင်းမွန်တဲ့ဆက်ဆံရေးလုပ်ငန်းဝင်ဆက်ဆံရေးရှိဖို့လည်းလိုပါတယ်အဲ့တော့ contract တစ်ခုကိုစပြီးတော့ချုပ်တော့မယ်ဆိုလို့ရှိရင် contract administration မှာပေါ့နော် contract တစ်ခုကိုမချုပ်ခင်မှာကိုနဲ့ contract ချုပ်မဲ့သက်ဆိုင်ရာ party တွေအကုန်လုံးနဲ့အမတို့သဘောတူညီခြင်းအရင်ပြုလုပ်ရပါတယ်သဘောတူညီခြင်းမပြုလုပ်ခင်အခါမှာလည်းအကောင့်ထဲမပေါ်ခင်ကာလမှာလည်းပေါ့နော် contract ပါစီမင်းစည်းကမ်းတွေနောက်တစ်ခုကကြတော့အသုံးအနှုန်းတွေနောက်တစ်ခုကကြတော့ပေါ့နော်လိုက်နာရမယ့်အချက်တွေဒါတွေအားလုံးကိုလည်း contract မချုပ်ခင်မှာအားလုံးသဘောပေါ့နော်အားလုံးသဘောတူညှိနှိုင်းနိုင်တဲ့ဆောင်ရွက်ဖို့လည်းလိုပါတယ်ပြောချင်တာကတော့ relationship management ကလည်းဒါအရင်ရေးကြည့်ပါတယ် relationship management ဆိုတာအမတို့ contract ချုပ်ဆိုတဲ့အခါမှာဒါထိရောက်တဲ့ဆက်ဆံရေးတွေကိုဒါရရှိဖို့လည်းလိုပါတယ်တယောက်နဲ့တယောက်နဲ့ဒါအမပြီးခဲ့တဲ့ slide တွေမှာလည်းရှင်းပြသွားသလိုပဲရေတိုကဏ္ဍကိုပဲပြောချင်တာမဟုတ်ပဲねရေရှည်ထိရောက်တဲ့ဆက်ဆံတွေကိုလည်းပဲထိန်းသိမ်းထားဖို့လိုပါတယ်ဆိုတော့ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေအားလုံးရဲ့တူးချင်းစီရဲ့ကဏ္ဍတွေအရေးပါပုံတွေ stakeholder တွေရဲ့ပေါ့နော်ဒါသူတို့ရဲ့ထည့်သွင်းစဉ်းစားရမယ့်အခန်းကဏ္ဍတွေဒါတွေကိုလည်းအများကြီးအမတို့စဉ်းစားပြီးတော့နားလည်သဘောပေါက်ဖို့လိုပါတယ်ဆိုတော့ contract ကိုအမတို့စပြီးတော့ထုတ်ဆိုမဲ့ implementation ကာလပေါ့နော်ဒီဆောင်ရွက်နေတဲ့ကာလအတွင်းမှာ performance management ကအရေးကြီးပါတယ်သူကဘာကိုပြောချင်တာလဲဆိုတော့အမတို့စွမ်းဆောင်ရည်တွေအကုန်လုံးကိုအမတို့စောင့်ကြည့်မယ်စီမံခန့်ခွဲမှုတွေဝန်ဆောင်မှုတွေနောက်တစ်ခါခုနပြောတဲ့ key performance indicator တွေဒါတွေအကုန်လုံးကိုလည်းထည့်သွင်းပြီးတော့ contract ထဲမှာထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်เนาะအဲ့အတွက်ကြောင့်မလို့ contract implementation stage မှာဒါတွေအကုန်လုံးကိုထည့်သွင်းရပါမယ်အဲ့တော့ထည့်သွင်းတဲ့အခါမှာလည်းပဲအမတို့အများနဲ့ပြောနေကြစကားတစ်ခုရှိတယ် contract ကိုချုပ်ဆိုတဲ့အခါမှာ contract ရဲ့လိုက်နာရမယ့် party တွေပေါ့နော်အဲ့ဒီ party တွေအကုန်လုံးကိုနဲ့ buyer နဲ့ seller တွေကြားထဲမှာเนาะ client နဲ့ supplier တွေ vendor တွေကြားထဲမှာဒါဘာလဲဆိုတော့ payment တွေ incentive တွေဒါတွေအကုန်လုံးကိုလည်းချုပ်ဆိုခြင်းအဖြစ် contract ရဲ့ပေါ့နော်ဒါအမတို့မြန်မြန်ဆန်ဆန်နဲ့ပြီးပြည့်စုံတဲ့ contract ကိုဒါရရှိမှာဖြစ်ပါတယ်အဲ့တော့ညှိနှိုင်းနဲ့လှုပ်ဆောင်မယ်ဆိုလို့ရှိရင် contract တစ်ခုဒီမြန်မြန်ပြီးဆုံးမယ်ပြီးတဲ့အခါကျတော့
တကယ်လို့များ contract ကိုအချိန်မီပြီးဆုံးမယ်ဆိုလို့ရှိရင်အမတို့ incentive တွေပေးတာမျိုးတွေပေါ့နော်တကယ်လို့များအချိန်မီမပြီးဆုံးဘူးနောက်ကျမယ်ဆိုလို့ရှိရင်အမတို့ဒီစာချုပ်ကိုအမတို့ပြန်ပြီးတော့ဒီသူတို့အတွက်ကိုပေါ့နော်အမတို့ပြန်ပြီးတော့ချိုးဖောက်မယ်ဆိုလို့ရှိရင်လည်းပဲမတို့အနေနဲ့ဒီpenalty တွေဒါတွေကိုလည်းအများကြီးချိဖို့လိုပါတယ်ဒါတွေကဆိုလို့ရှိရင်မတို့ contract implementation stage မှာဒါတွေအကုန်လုံးကိုထည့်သွင်းစဉ်းစားရမှာပါနောက်တစ်ခုကတော့ risk and resilience ပေါ့နော်ဒီခေတ်လိုအခါမျိုးမှာ risk factor တွေအများကြီးရှိပါတယ်ခုနအမပြောတယ်environmental risk တွေရှိမယ် legal risk တွေရှိမယ်နောက်တစ်ခုကကျတော့ government risk တွေရှိမယ်ပေါ့နော်စသည်ဖြင့်risk factor တွေမျိုးစုံရှိနိုင်ပါတယ်ဒီလိုမျိုး risk factor တွေအားလုံးတွေအမှဒီလိုမျိုးဖြစ်နိုင်တဲ့အခြေအနေတွေအကုန်လုံးကိုလည်းပဲစဉ်းစားပြီးတော့ဒီ contract ထဲမှာချုပ်ဆိုပြီးတော့ပေါ့နော်ဒါတွေအကုန်လုံးလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်အဲ့တော့ချုပ်ဆိုစဉ်ကာလမှာလည်းအမတို့ကနေပြီးတော့အဖွဲ့အစည်းတစ်ခုကနေပြီးတော့ဖြစ်လာမယ့် annual တွေเนาะဒီလိုမျိုးဖြစ်လာမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိဖို့အတွက်ကြန့်ခိုင်ရေးရှိနိုင်မလဲဆိုတာကိုလည်းဒါအများကြီးစဉ်းစားထားဖို့လည်းလိုပါတယ်အဲ့တော့ contract ကိုအမတို့ develop လုပ်မှာပေါ့နော် contract development ရဲ့ stage မှာအမတို့ပါတယ်လဲဆိုတော့စာချုပ်တယောက်နဲ့တယောက်နဲ့ချုပ်ဆိုတဲ့အခါမှာအပြောင်းအလဲတွေအများကြီးအမတို့ရှိနိုင်တယ်အဲ့တော့ထိရောက်တဲ့စာချုပ်တွေကိုအမတို့ချုပ်ဆိုခြင်းဟာအရန်ကိုမှအရေးကြီးတယ်လမ်းစဉ်တစ်ခုပေါ့နော်အမတို့ပြောမယ်ဆိုလို့ရှိရင်တော့ဒါတကယ်ကိုမှအရေးကြီးတဲ့ process လည်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာချုပ်ဆိုမယ်ဆိုလို့ရှိရင်အမတို့ supplier တွေရဲ့ပေါ့နော် development တွေဒါချုပ်ဆိုတဲ့1နှစ်2နှစ်3နှစ်စသည်ဖြင့်ကိုယ့်ရဲ့ contract သက်တမ်းရှိတဲ့ကာလအတွင်းမှာ supplier တွေရဲ့အရေးသွေးတွေကိုအမတို့မြင့်တင်ခြင်းအဖြစ်ပဲဖြစ်လာနိုင်မဲ့ကုန်ကျစရိတ်တွေเนาะသူတို့အတွက်ကိုလည်းအမတို့ပို့ပြီးတော့ထပ်လောင်းပြီးတော့သူတို့အတွက်ကိုအမတို့ပို့ပြီးတော့ develop လုပ်ခြင်းအဖြစ်ပေါ့နော်နှစ်ဦးနှစ်ဖက်မှာပို့ပြီးတော့မှစွမ်းဆောင်ရည်တွေကိုလည်းအမတို့တိစောက်နိုင်မှာဖြစ်ပါတယ် supplier relationship management ကတော့ဒါတူဦးနဲ့မှန်ကန်တဲ့ဆက်ဆံရေးတွေကိုဖန်တီးပေးဖို့အတွက်လုပ်ငန်းစဉ်တွေကိုလည်းဒါတယောက်နဲ့တယောက်နဲ့ချောချောမွေ့မွေ့နဲ့ဆောင်ရွက်ပေးဖို့လည်းဒါနှစ်ဦးစလုံးမှာဒါတာဝန်ရှိပါတယ်ဆိုတော့ contract ရဲ့ life cycle management မှာပြောမယ်ဆိုလို့ရှိရင်အမတို့ contract ကိုချုပ်ဆိုတဲ့အခါမှာ exit ပေါ့နော် exit strategy ဆိုတာတကယ်လို့ကိစ္စတစ်ခုဒီ project တစ်ခုဒီမပြီးဆုံးဘူးဒါမှမဟုတ်လို့ရှိရင်လည်းအခက်အခဲတစ်ခုတွေရှိမယ်မအောင်မြင်ဘူးဆိုလို့ရှိရင်အမတို့ exit strategy ပေါ့နော်ဒါထွက်ပေါက်နည်းဗျူဟာပေါ့ဒါကိုလည်းပဲအမတို့အများကြီးစဉ်းစားဖို့လိုပါတယ်ဒါတွေကလည်းပဲစာချုပ်ပါစီမင်းစည်းကမ်းမှာတယောက်နဲ့ပေါ့နော်ကိုစာချုပ်ကိုရက်စဲလိုက်တယ်ဆိုလို့ရှိရင်တစ်ဖက် parties မှာဘယ်လိုမျိုးမနစ်နာမှုတွေရှိသလဲဒါတွေအကုန်လုံးကိုလည်းနှစ်ဖက်ကနေပြီးတော့မှဒါ contract ရဲ့ပထမပြောတဲ့ implementation stage မှာအမတို့စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ခုနပြောတဲ့ asset management ဆိုတာကတော့the whole life costing ပေါ့နော်ဒီ life costing ကိုအမတို့ထည့်သွင်းစဉ်းစားမယ်အချက်တွေနောက်တစ်ခုကကျတော့ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေအကုန်လုံးကိုအမတို့ပြန်ပြီးတော့မှပေါ့နော်သူရဲ့ net book value တွေတွက်တာတွေ acquisition တွေဒါတွေအကုန်လုံးလည်းတွက်ချက်ပြီးတော့နော်ပြီးတဲ့အခါမှာ project တစ်ခုပြီးသွားပြီဆိုရင်ဒီပစ္စည်းတွေကိုဆက်ပြီးတော့သုံးလို့ရသလားဒါမှမဟုတ်လို့ရှိရင်ဒီပစ္စည်းတွေကို write off to dispose to လုပ်လို့ရမလားဒါတွေအကုန်လုံးကိုလည်းအမတို့အများကြီးစဉ်းစားပြီးဖို့လိုပါတယ်ဒါလေးကတော့ contract management cycle ပါအားလုံးကိုကျေးဇူးတင်ပါတယ် thank you ပါ